င်္ဂလာပေါင်းနဲ့ပြည့်စုံပါစေရှင်ဒီနေ့ကမိချိုရဲ့88နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်ဒါကြောင့်မလို့မွေးနေ့မှာခါတိုင်းနှစ်တိုင်းလိုပဲမိချိုရဲ့ပြည်သက်တွေအားလုံးကိုမိချိုကတချင်းလေးတစ်ပုဒ်နဲ့ဂါရဝပြုမြဲဖြစ်ပါတယ်အခုလည်းတချင်းလေးတစ်ပုဒ်နဲ့ဂါရဝပြုကြပါတယ်ဒီတချင်းလေးရဲ့နာမည်ကိုလည်းပြောပါမယ်ဒီတချင်းလေးရဲ့ဘာခေါ်မလဲဆိုအမတ်တရားရှိတဲ့နိုင်ကိုလည်းပြောလိုက်ချင်ပါတယ်ဒီသချင်းလေးကအလုံးစုံအပတ်တရားရှိပါတယ်ဒီသချင်းလေးကိုမချိုဆိုတဲ့အချိန်မှာရေဒီယိုကဆိုပြီးတော့ဓာပြသွင်းတဲ့အချိန်မှာသချင်းသွင်းနေရင်းနဲ့မချိုကကိုဝင်ရှိနေတယ်ဆိုတော့သချင်းကိုတစ်ချမ်းပဲပြီးတယ်တစ်ချမ်းကိုရင်ဆိုလိုက်ရပါတယ်ဆိုပြီးတော့နောက်တစ်ခါကလေးကိုတောင်းမွေးလိုက်ရတယ်မွေးပြီးတော့မှပြန်လာပြီးတော့ကလေး10ရက်လောက်ရတဲ့အခါကျမှပြန်ပြီးတော့ဒီသချင်းကိုပြန်ဆိုရတယ်အဲ့ဒီချင်းဟာအမတ်တရားဖြစ်တယ်အဲ့ဒီတက်ပို့ပြီးတော့အမတ်တရားဖြစ်တာကအဲ့ဒီတချင်းကိုစိုးနေတုန်းကမွေးတဲ့ကလေးဟာအခုတချင်းတီးပြီးမဲ့ကျမရဲ့တာကြီးဖြစ်ပါတယ်မောင်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီတချင်းကအရန်ကိုအမတ်တရားကြီးပါတယ်လို့ပြောပါတယ်ရှင်ဒီတချင်းလေးရဲ့နာမည်ကတမလန်းကိုပြန်ခဲ့ပါလို့အမည်ရပါတယ်မေ
ကျမခါရင်းတို့ချင်းတွေကိုပေါ်ပေါ်ပါပါလွတ်လွတ်လပ်ကလေးဆိုလို့တော့မရတော့ပါဘူးအသက်အရွယ်ကြီးလာခြင်းပြီးတော့ကျမရဲ့လေမင်းထဲမှာလည်းတားတဲ့လုံလေးတွေရှိပါတယ်ဆရာဝန်ကလည်းတချင်းဆိုဖို့မသိသေးဘူးလို့ပြောပါတယ်ကျမလည်းတချင်းဆိုလို့မကောင်းပါဘူးဒါပေမဲ့ချစ်တဲ့ပြေးတာများအားလုံးကိုလုံခဲ့တဲ့နှစ်ပေါင်းများစွာ17နှစ်သမီးတွေအားစတော့တချင်းတွေဆိုလာခဲ့တာဒီနေ့တည်းအထိအဲ့ဒီဆိုလာခဲ့တဲ့အချိန်တိုင်းမှာပြေးတာကိုခုလို့ဒါရိုက်ဖြော်ပြခွင့်ရတယ်ဒါရိုက်မေတ္တာထားခွင့်ရတဲ့အတွက်ကိုလို့အယံကိုဆိုရင်ပြီးအယံကိုဆိုပြရခြင်းဖြစ်ပါတယ်ကျမရဲ့အဆိုဒါလေးရဲ့အတီတခုညအမှားရှိမယ်အပြစ်ရှိမယ်ဆိုရင်မေတ္တာထားတဲ့စိတ်ကလေးကျမတို့ရဲ့ချစ်စွာသောပြည်သူများကိုဂါရဝပြုတဲ့စိတ်ကလေးတွေကိုချစ်ခင်စွာနဲ့ခွင့်လွှတ်ပါလို့ပြောရင်းနဲ့ကျမရဲ့မွေးလေးလေးမှာအလုံးကျမချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရရှင်